တထောင်ကိုရ3ခုနှစ်မှာမွတ်စလင်လီရဲ့အလာဟာဘတ်ဦးစီးပွဲမှာဦးဆောင်ခဲ့တဲ့ရာဇတ်ဆီယာအခတာကမွတ်စလင်တွေအတွက်တိကျနိုင်ငံတစ်ခုတည်ထောင်ဖို့ပြောဆိုခဲ့တဲ့အချိန်မှာပဲဟိုက်ဒရာဘတ်ရဲ့နီဇန်အုတ်မန်လီကလည်းဟိုက်ဒရာဘတ်ရီယာဆက်ကိုအဲ့ဒီစိတ်ကူးရင်အစ္စလာမစ်နိုင်ငံထဲမှာပါဝင်အောင်လုပ်ဖို့အိမ်မက်မြင်လာခဲ့တယ်။ဒါပေမဲ့ရီယာဆက်မှာဟိန္ဒူလူဦးရေရာခိုင်နှုန်း85ကျော်ရှိနေတာကြောင့်အဲ့ဒီလိုခင်နိုင်ခြင်းမရှိနိုင်ဘူး။ဒါကြောင့်နီဇန်ကသူ့အာဏာကိုအလွဲသုံးစားလုပ်ပြီးမွတ်စလင်လူဦးရေတိုးမြင့်ဖို့အတွက်ဟိန္ဒူတွေကိုအစုလိုက်ပြုံလိုက်ဘာသာပြောင်းအောင်လုပ်တဲ့အကြံစီကိုစတင်ခဲ့တယ်။မကြာခင်မှာပဲနီဇန်ရဲ့ညွှန်ကြားချက်နဲ့ခါဆာပါတီနီဇန်တက်အတီဟတ်ဦးဖွဲ့စည်းဒေနာစစ်တီကီရဲ့ဘာသာရေးကုဏ္ဏတွေဟာဟိုက်ဒရာဘာရီယာဆက်မှာအကြမ်းဖက်မှုတွေစတင်လှုပ်ဆောင်ခဲ့ကြတယ်။ရီယာဆက်ရဲ့အစိုးရအရာရှိတွေကလည်းတီနယ်တွေကဟိန္ဒူပြည်သူတွေကိုအစ္စလမ်ဘာသာကိုအတင်းသွင်းဖို့ဘာမှလက်လျှော့မထားဘူး။မြို့ကြီးမြို့ငယ်တွေနဲ့ကြေးရွာအများပြားရဲ့အဟောင်းအမည်တွေကိုပြောင်းလဲပြီးအစ္စလာမစ်အမည်တွေနဲ့ခေါ်ဆိုလိုက်ကြတယ်။အခိုလီကိုဇဟီရာဘတ်လို့ပြောင်းပြီးပီတာရဲ့အမည်ကိုမိုဟာမက်တာဘတ်လို့ပြောင်းဒါရာရှစ်ကိုလည်းအုတ်မန်ဒါဘတ်လို့အမည်ပြောင်းလိုက်ကြတယ်။နီဇန်ရဲ့အားထားစားတောက်နေတဲ့မော်လဝီတွေကဟိန္ဒူတလစ်တွေကိုလမ်းပြောင်းအောင်လုပ်ပြီးသူတို့ဘာသာပြောင်းမှုစ조사ကြတယ်။ဒါအပြင်သူတို့ကိုယ်တိုင်ဟိန္ဒူတွေကိုစန့်ကျင်ပြီးအဖွဲဖြတ်ဖို့လည်းအားပေးလို့ဆိုကြတယ်။တစ်ခါမှာတော့နီဇန်ရဲ့ရစာကားတွေကကြီးရွာတွေကိုတပြားတိုက်နေကြတယ်။ဟိန္ဒူမင်းကလေးတွေနဲ့မိန်းမတွေပေါ်အကြမ်းဖက်မှုတွေလုပ်နေကြတယ်။ထောင်ပေါင်းများစွာသောဟိန္ဒူကလေးတွေကိုအတင်းအဓမ္မဆွလွန်မှုခဲ့ကြပြီးအတုံးမဝင်တဲ့လူတွေကိုတော့တပ်ဖြတ်ခဲ့ကြတယ်။နီဇန်ကဘာသာရေးနာမည်နဲ့ပြုလုပ်နေတဲ့အကြမ်းဖက်မှုတွေကိုဖုံးကွယ်ဖို့အတွက်ဟိန္ဒူဘုရားကျောင်းတချို့ကိုငွေကြေးပေးလှူခဲ့ပြီးအဲ့ဒီဘုရားကျောင်းတွေမှာရှိတဲ့လောဘကြီးရဲ့ပူဇာအုပ်တွေကနီဇန်ရဲ့တနာကျင်နာမှုကိုချီးကျူးသခြင်းဆိုကြတယ်။လူဦးရေ85ရာခိုင်နှုန်းလောက်ဟိန္ဒူတွေဖြစ်ပေမဲ့ဟိုက်ဒရာဘတ်နီဇန်နိုင်ငံမှာဟိန္ဒူတွေစီးလုံးမှုမရှိခဲ့ပါဘူး။ဒါကြောင့်ပဲလူဦးရေ10ရာခိုင်နှုန်းသာရှိတဲ့မွတ်စလင်တွေကသူတို့ကိုလုံးဝအတားအဆီးမရှိဘဲအကြမ်းဖက်မှုတွေပြုလုပ်နိုင်ခဲ့ကြတယ်။ဟိန္ဒူတယောက်ယောက်ကစန့်ကျင်တုတ်ပြတ်မယ်ဆိုရင်လည်းအတူအယောင်မှုတွေနဲ့ထောင်ထဲထည့်ပြီးလူမဆန်တဲ့နှိပ်စက်မှုတွေခံစားရခဲ့ရတယ်။တစ်ဖက်မှာနီဇန်ကအကြမ်းဖက်မှုတွေလုပ်နေတယ်လို့တစ်ဖက်မှာလည်းစက်ကျူးလာဝါဒအလူအုပ်အုံနဲ့နေထိုင်နေတဲ့ဂန္ဒီကြီးထံကအကူအညီရနိုင်မယ်ဆိုလဲမျှော်လင့်ချက်တစ်ခုမှမမြင်ရဘူး။စုစုပေါင်းပြောရရင်ဟိန္ဒူတွေအနေနဲ့လက်နှစ်လမ်းပဲကြံခဲ့တဲ့တစ်ခုကဘာသာအတွက်ခေါင်းဖြတ်ခံရတာဒုတိယတစ်ခုကတော့ခေါင်းငိုက်ပြီးဘာသာစွန့်တာပဲ။ဒီလိုအလွန်မင်းစိတ်တကြစရာအကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်ထဲမှာပဲဟိုက်ဒရာဘတ်နိုင်ငံတော်မှာအာရသမဂရဲ့ပေါ်ထွန်းမှုဖြစ်ပေါ်လာခဲ့တယ်။မကြာခင်ချိန်တွင်းမှာပဲနိုင်ငံတော်တလွှားနေရာ200ကျော်မှာအာရသမဂဘုရားကျောင်းတွေတည်ထောင်လာကြတယ်။အာရသမဂကဟိန္ဒူတွေကိုစိတ်အားထုတ်ပေးခဲ့ပြီးနီဇန်ရဲ့အကြမ်းဖက်မှုတွေရှိမှခေါင်းမငိုက်ဖို့လှုံ့ဆော်ပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအတိုင်းနဲ့မတီးသေးဘူးအာရသမဂရဲ့တရားဟောသူတွေကနီဇန်ရဲ့အကြမ်းဖက်မှုတွေနဲ့လှည့်ဖျားမှုတွေကြောင့်ကိုယ်ဘာသာကိုဆွန့်လွတ်သွားခဲ့တဲ့ဟိန္ဒူတွေကိုပြန်လည်အိမ်ပြန်လာစေဖို့လှုပ်ရှားမှုတစ်ခုလည်းစတင်ခဲ့တယ်။ဒီအရာအလုံးကိုမြင်ပြီးနောက်နီဇန်နဲ့သူ့အောက်ခံတွေကနားလည်သွားကြတယ်။အာရသမဂတည်ရှိနေတဲ့၍ဟိုက်ဒရာဘတ်နိုင်ငံတော်ကိုအစ္စလမ်ဘာသာသို့ပြောင်းလဲနိုင်မယ့်အလားအလာမရှိဘူးဆိုတာ။အာရသမဂကိုလမ်းကနေဖယ်ရှားဖို့နီဇန်ကအာရသမဂအပေါ်အမျိုးမျိုးသောတားမြစ်ချက်တွေစတင်ချမှတ်လိုက်တယ်။ယေဂျီရှာလာရီနဲ့အာရသမဂဖះเจ้าတွေကိုခက်စီးခက်သိမ်းလှုပ်ဆောင်လာကြတယ်။အာရသမဂကတရားဟောပြောခြင်းမဟာပွဲလှည့်လည်ပွဲတွေကိုလည်းတားမြစ်လိုက်တယ်။နိုင်ငံတော်ကင်ဘာကအာရသမဂရဲ့တာဝန်ခံတွေဝင်ရောက်လာတာကိုပါတားမြစ်လိုက်တယ်။ခွင့်ပြုချက်မရှိဘဲအာရသမဂဖះเจ้าတွေမှာအပတ်စဉ်တသက်တန်တန်ပွဲတွေကိုပါတားမြစ်လိုက်တယ်။အာရသမဂရဲ့အိုင်တစိတ်စာနီဇန်ရဲ့တစိတ်ကိုတည်ဆောင်ဖို့အမိန့်ထုတ်လိုက်တယ်။ဒါပေမဲ့လည်းအာရသမဂရဲ့လှုပ်ရှားသူအများအပြားကိုအတုအယောင်ရာဇဝတ်မှုတွေနဲ့ဖမ်းဆီးထောင်ချလိုက်တယ်။ဂုံချိုတီမှာမွတ်စလင်တွေကအာရသမဂလှုပ်ရှားသူဝိပရာကာ့ရှ်ကိုလက်ဆက်စွာတပ်ဖြတ်ခဲ့တာနဲ့အတူဟိုက်ဒရာဘတ်နိုင်ငံတော်မှာအာရသမဂလှုပ်ရှားသူတွေရဲ့အသက်ပေးမှုတွေစတင်လာခဲ့တယ်။ဒါလောက်ထိဖြစ်ပျက်ခဲ့ပြီမဲ့လေ
အာရသမဂကတည်မြဲနေစေပါပဲအာရသမဂကဒီတသနာကိုဆွေးနွေးမှုနဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့ပြီးနီဇန်ဘက်ကလည်းအကြမ်းဖက်မှုတွေရပ်တန့်ပေးမယ်ဆိုတဲ့အာမခံချက်တွေပေးခဲ့တယ်ဒါပေမဲ့ကိုကိုရဲ့အကျွေးတောင်းတဲ့နစ်ဆန်ရဲ့အကြမ်းဖက်မှုတွေမရပ်တန့်ခဲ့ဘူးနစ်ဆန်ရဲ့မလေးစားမှုနဲ့လင်ညာမှုတွေကြောင့်အာရသမဂရဲ့တန်ကြီးအနှံ့ပြအဖွဲ့အစည်းမှာစစ်ဆိုးမှုတွေပြန့်နှံ့လာတယ်ဒီတသနာပေါ်နောက်ထပ်မဟာဗျူဟာတစ်ခုပြင်ဆင်ဖို့အတွက်အာရသမဂကရှိုးလာပူမှာအာရဲမဟာစည်းဝေးကိုကျင်းပခဲ့တဲ့အဲ့ဒီမှာအာရသမဂရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့18အာရကိုယ်စားလှယ်စုပေါင်းကဆွေးနွေးမှုနဲ့ဖြည့်ရှင်းချက်မရနိုင်ဘူးဆိုလာမြင်ပြီးဟိုက်ဒရာဘတ်နီဇန်ကိုစန့်ကျင်တဲ့တတိအရေးတော်ပုံလုပ်မယ်လို့ကြေညာခဲ့တယ်။တတိအရေးတော်ပုံကြေညာချက်ထွက်ပြီးနောက်တနိုင်ငံလုံးကအာရသမဂလှုပ်ရှားသူတွေဟာဟိုက်ဒရာဘတ်နီဇန်ကိုရောက်ဖို့ရှင်ပြိုင်လာကြပြီးထောင်ချီတဲ့တတိအရေးတော်ပုံပါဝင်သူတွေဟိုက်ဒရာဘတ်ကိုရောက်လာကြောင်းသတင်းတွေလာရောက်လာတယ်။မဟာသမနာယယံစွာမီကြီးက1948ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာတတိအရေးတော်ပုံစတင်မယ်လို့ကြေညာခဲ့တယ်။တတိအရေးတော်ပုံသဘောတရားအရစွာမီကြီးက Telegram နဲ့ဂူဘာကာရဲ့စူဗီဒါကိုဒီသတင်းကိုပို့လိုက်တယ်။ဒီကြေညာချက်ကြောင့်နီဇန်မှာအကြီးအကျယ်ရုပ်သိမ်းမှုဖြစ်သွားပြီးတတိအရေးတော်ပုံကိုတားဆီးဖို့အလင်းအမြန်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်လာကြတယ်။ကြီးညာထားတဲ့အချိန်မှာစွာမီကြီးဟာတတိအရေးတော်ပုံဝင်တွေပထမအုပ်စုနဲ့အတူဂူဘာကာကိုရောက်လာတဲ့အခါနီဇန်အစိုးရအရာရှိတွေကစစ်သားတွေနဲ့အတူအရင်ကတည်းကအဲ့ဒီမှာရပ်နေပြီးသားဖြစ်တယ်။အရာရှိကစွာမီကြီးကိုနီဇန်နဲ့နေကနေထွက်သွားဖို့အမိန့်ပေးခဲ့ပေမဲ့စွာမီကြီးနဲ့သူ့အဖွဲ့ဝင်တွေကတိတိကျကျညှင်းဆူလိုက်ခဲ့။ဒါနောက်ပိုင်းမှာတော့အရေးတော်ပုံဝင်အားလုံးကိုခန်းစည်းလိုက်ပြီးစွာမီကြီးနဲ့အတူကျန်တဲ့တတိအရေးတော်ပုံဝင်အားလုံးကိုနီဇန်အစိုးရတရားရုံးမှာတရားစွဲပြီးတနစ်စီအခက်ခဲအကျဉ်းသက်တမ်းချမှတ်လိုက်တယ်။ဒီဖြစ်ရနောက်ပိုင်းမှာတော့အရေးတော်ပုံဟာမီးလောင်တလူတက်လာခဲ့တယ်။တယောက်တည်းမဟုတ်ဘူး၊နှစ်ယောက်လေးယောက်မဟုတ်ဘူး။တန်းနဲ့ချီတဲ့သူရဲကောင်းတွေဘူချုပ်ရဲ့ဘူတပ်ဖွဲ့ထဲမှာရှိနေတယ်။တယောက်တည်းမဟုတ်ဘူး၊နှစ်ယောက်လေးယောက်မဟုတ်ဘူး။တန်းနဲ့ချီတဲ့သူရဲကောင်းတွေဘူချုပ်ရဲ့ဘူတပ်ဖွဲ့ထဲမှာရှိနေတယ်။အသက်ပေးဖို့အစွမ်းကုန်ရှေ့ဆက်သွားကြသူတွေတန်းစီနေကြတယ်။အသက်ပေးဖို့အစွမ်းကုန်ရှေ့ဆက်သွားကြသူတွေတန်းစီနေကြတယ်။ဘူချုပ်တရားနန်းရဲ့သူရဲကောင်းတွေကအကျဉ်းထောင်တွေကိုပြည့်အောင်လုပ်သွားမယ်။ဘူချုပ်တရားနန်းရဲ့သူရဲကောင်းတွေကအကျဉ်းထောင်တွေကိုပြည့်အောင်လုပ်သွားမယ်။ဘူချုပ်တရားနန်းရဲ့သူရဲကောင်းတွေကိုကဘာတလောကလူတိုင်းသိကြတယ်။ဘူချုပ်တရားနန်းကိုလူတိုင်းသိကြတယ်။ကွန်ဝါချန်ကန်ရှာရတာချူရှော့ချန်ခရဆန်ပန်နေဒူရင်ဒီပန်နေဝီတို့ရဲ့မဟာရှိယဂရစ်နာနဲ့ပန်နေဂျာနင်တို့ရဲ့ဥဆောင်မှုအောက်မှာတစုနောက်တစု6စုအထိထောင်ချီတဲ့အာရသမာစီတော်လန်ရေးဝင်တွေဟာဟိုက်ဒရာကနိုင်ငံတော်ကိုရောက်လာကြပြီးနိုင်ငံတော်ရဲ့တရားရုံးတွေမှာတစ်ဖက်သက်အမှုဆွဲခံရပြီးအပြစ်ဒဏ်ချခံလိုက်ရတယ်။ဒါပေမဲ့အာရတရားဂရဟီတွေအရေးအတွက်များပြားလွန်းတာကြောင့်နိုင်ငံတော်ရဲ့ထောင်တွေကလည်းနေရာမလုံတော့ဘူးအသစ်လာတဲ့အကျဉ်းသားတွေကိုထားဖို့နေရာတော့မကျန်တော့ဘူးဒါကြောင့်အာရတရားဂရဟီတွေကိုထားဖို့အစိုးရကယာယီထောင်တွေတိစောက်ရတယ်တရားဂရန်စတင်ကြီးညာတဲ့အချိန်မှာတော့နီဇန်ကဒီအကြောင်းကိုအလွဲသုံးသပ်ပြီးလုံးဝအန္တရာယ်မရှိတဲ့ချင်းချောက်ချက်တစ်ခုလိုပဲထင်ထားခဲ့တယ်သူကတရားဂရန်စတင်နေဆိုရင်တော့အဲ့ဒါကိုအလွဲတကူချုပ်ချယ်နိုင်မယ်လို့ထင်ထားခဲ့တယ်ဒါပေမဲ့တရားဂရကစတင်တယ်လို့မကဟိုက်ဒရာဘတ်နိုင်ငံတော်ကိုတလက်လုံးလှုပ်ခတ်သွားစေခဲ့တယ်။နိုင်ငံတော်ကိုအစ္စလာမ်ရေးပြောင်းလဲဖို့အစီအစဉ်မှာအတားအဆီးတွေဖြစ်လာတာကိုမြင်ရတော့နီဇန်ကလည်းစိတ်မတန်ဖြစ်လာခဲ့တယ်။ထောင်လေးမှာတရားဂရဟီတွေကိုလူမဆန်တဲ့နှိပ်စက်မှုတွေခံစားရလာတင်ခဲ့တယ်။သူတို့ကိုအကြောင်းမဲ့ရိုက်နှက်မှုတွေပြုလုပ်ပြီးအလွန်ခက်ခဲတဲ့အလုပ်တွေလုပ်ခိုင်းခဲ့တယ်။အစားအသောက်နဲ့ရေမကောင်းတာကြောင့်တရားဂရဟီအများအပြားနာမကျန်းဖြစ်သွားကြတယ်။ဒါထက်ပိုဆိုးတာကတော့အတီဟတ်တူအဖွဲ့ဝင်ပြူဟာသမားတွေကထောင်ထဲကိုဝင်လာပြီးရဲရီရှိမှာပဲတရားဂရဟီတွေကိုရက်ဆက်စွာရိုက်နှက်ကြတာပဲဒါပေမဲ့အရေးတော်ပုံကိုဖျက်ဆီးဖို့နီဇန်ကအသုံးပြုတဲ့နီလန်းတွေကအရေးတော်ပုံကိုပုံမတိုက်ခိုက်စေခဲ့တယ်အကြမ်းဖက်မှုတွေနဲ့အနာဇာတတွေအကြောင်းသတင်းတွေကြားမှာရှစ်ကြိမ်မြောက်အဖွဲ့ဟာပန်ဒိတ်ဝိနာယကာယာကိုဗေဒါလင်ကဥဆောင်ပြီးဟိုက်ဒရာဘတ်ကိုတွားဖို့စတင်ခဲ့တယ်အကျဉ်းထောင်ထဲမှာချုံနှောင်ထားတဲ့ပထမခုနှစ်အဖွဲ့ရဲ့တင်းထန်တဲ့အရေးတော်ပုံကြောင့်ဟိုက်ဒရာဘတ်နိုင်ငံတော်ရဲ့အင်အားကြီးအရင်ကတည်းကအားနည်းသွားပြီးအခုရှစ်ကြိမ်မြောက်အဖွဲ့လာမဲ့ဆိုတဲ့သတင်းနဲ့နီဇန်ကလည်းစိတ်လှုပ်ရှားသွားခဲ့တယ်
အခြေအနေဘယ်လောက်ထိကင်းထန်နေလဲဆိုတာကိုနိုင်ငံတော်ရဲ့တင်းကျပ်တဲ့အစ္စလာမစ်သတင်းစာဝက်က1948ခုနှစ်ဇူလိုင်လ9ရက်ထုတ်မှာရှစ်ကြိမ်မြောက်အဖွဲ့ရဲ့တရားကြရက်လုပ်ဖို့အခွင့်အရေးမရောက်နိုင်ဘူးလို့ကြိုတင်ခန့်မှန်းရေးသားခဲ့တာကနေသိနိုင်ပါတယ်။နီဇန်အစိုးရကအဲ့ဒီအချိန်မတိုင်ခင်မှာတင်အာရီယာသမဂ္ဂရှိမှကောင်းကျင်းသွားမယ်လို့ဆိုခဲ့တာပါ။အာရီယာသမဂ္ဂရဲ့ပြင်းထန်တဲ့လှုပ်ရှားမှုနဲ့ဖိအားကြောင့်နီဇန်က1948ခုနှစ်ဇူလိုင်လ18ရက်နေ့မှာနောက်ဆုံးကောင်းကျင်းလိုက်ရပါတယ်။သူကဟိန္ဒူတွေကိုနှိပ်စက်မှုရပ်တန့်ပေးမယ်အာရီယာသမဂ္ဂအပေါ်ချမှတ်ထားတဲ့တားမြစ်ချက်အားလုံးကိုဖယ်ရှားပေးမယ်ဆိုတဲ့အစိုးရကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီအောင်မြင်မှုကမဟာဓမ္မရှင်တရားနန်းရဲ့တပ်သားတွေကတက်ရှင်တို့ဘာသာကိုကာကွယ်ဖို့အတွက်အမြင့်ဆုံးအသက်ပေးဆက်မှုနဲ့အယူအဆတည်ကြည်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ဒါကဟိုက်ဒရာဘတ်ရဲ့အာဏာကြီးတဲ့နီဇန်ကိုလည်းလက်လျှော့ခိုင်းနိုင်ခဲ့ပါတယ်။လှုပ်ရှားမှုစတင်မတိုင်ခင်မှာတင်ဘာသာရေးကိုခန့်ချီဖို့အတွက်အာရီယာသမဂ္ဂရဲ့လူသား30ကျော်ကအသက်ပေးဆက်ခဲ့ကြပါပြီ။လှုပ်ရှားမှုအတွင်းမှာထောင်ထဲကတတရာဂရဟီတွေကိုအလုံးလှုပ်ရှားစေခြင်းရိုက်နှက်ညစ်ပန်းခြင်းနာလန်ထူနဲ့ရိုက်နှက်ခံရသူတွေကိုစိတ်ကူးတမှုမလုပ်ပေးခြင်းအရေးသွေးနှိမ့်တဲ့အစားတောက်တဲ့ရေတွေကြောင့်အာရီယာရဲပေါ်25ယောက်ထပ်မံအသက်ပေးဆက်ခဲ့ကြတယ်။အဲ့ဒီလိုအာရီယာရဲဘော်တွေကတော့ထောင်ပေါင်းများစွာရှိပြီးသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဟိုက်ဒရာဘတ်နိုင်ငံတော်ရဲ့လူမဆန်တဲ့အကြမ်းဖက်မှုအမတ်သားတွေကအသက်ဆုံးသွားတဲ့အချိန်ထိတစ်သက်လုံးတင်နေခဲ့ကြတယ်။1948ခုနှစ်မှာနိုင်ငံတော်ကလွတ်လပ်သွားပြီမဲ့ဟိုက်ဒရာဘတ်ရဲ့နီဇန်ကသူ့အာဏာကိုပြသဖို့မရပ်တန့်ခဲ့ဘူး။အရေးတော်ပုံစတင်ပြီး9နှစ်အကြာမှာဟိုက်ဒရာဘတ်နိုင်ငံတော်ကိုအိန္ဒိယသမ္မတနိုင်ငံနဲ့ပေါင်းစည်းတဲ့အခါအဲ့ဒီအချိန်ကအိန္ဒိယနိုင်ငံရေးဝန်ကြီးစာဒါဝလဘိုင်ပတေးကအာရီယာသမဂ္ဂကအရင်ကတည်းကအခြေခံလုပ်တွေပြင်ဆင်ထားမထားရင်ဟိုက်ဒရာဘတ်မှာရဲတပ်ဖွဲ့အရေးယူမှုဟာ3ရက်အတွင်းအောင်မြင်နိုင်မယ်မဟုတ်ဘူးလို့ပြောခဲ့တယ်။လွတ်လပ်ရေးရပြီးနောက်အိန္ဒိယအစိုးရကဟိုက်ဒရာဘတ်အရေးတော်ပုံမှာပါဝင်ခဲ့တဲ့တက်ကြွလှုပ်ရှားသူအားလုံးကိုလွတ်လပ်ရေးတိုက်ပွဲဝင်သူအဖြစ်ဂုဏ်ပြုအပ်နှင်းခဲ့တယ်။အိမ်တန်ဟာချက်ကီလက်တံတွေထဲမှာတလုံးလုံးကြားရမယ်အိမ်တန်ဟာချက်ကီလက်တံတွေထဲမှာတလုံးလုံးကြားရမယ်ကျွန်တော်တို့ကလည်းလှုပ်လှုပ်ရှားရှားနဲ့တန်လွန်းတန်တွေနဲ့အတူတချင်းဆိုကြမယ်ကျွန်တော်တို့ကလည်းလှုပ်လှုပ်ရှားရှားနဲ့တန်လွန်းတန်တွေနဲ့အတူတချင်းဆိုကြမယ်ဒါတွေကတော့ဘီရုတရာနန်းရဲ့လွတ်လပ်ရေးတချင်းတွေပါဒါတွေကတော့ဘီရုတရာနန်းရဲ့လွတ်လပ်ရေးတချင်းတွေပါကမ္ဘာတလောကလူတွေကကျွန်တော်တို့ကိုဘီရုတရာနန်းရဲ့လူတွေလို့သိကြတယ်ကမ္ဘာတလောကလူတွေကကျွန်တော်တို့ကိုဘီရုတရာနန်းရဲ့လူတွေလို့သိကြတယ်